ဒါကတော့ဒီညီလေးပြောတာ26နှစ်ပဲရှိသေးတယ်သူကဒါရက်ကိုပြက်ပြီးဘီယာကိုဆွဲတာပါနော်ဘယ်လိုဖြန့်ရမလဲမေးထားတာတော့အဲ့တော့နီးရမိသားစုဆရာဝန်တယောက်နဲ့တိုင်ပင်ပြီးတော့ဒါရစီပင်တောက်ရတယ်နော်ဘာပလက်တောက်ရတယ် B1 တောက်ရတယ်နော်ပြီးရင်တောက်ချင်စိတ်ကိုရောဖို့ဆိုတာတော့စိတ်နဲ့ထိုင်ရစိတ်ကိုကျင့်ရတာပေါ့ကွာကျွန်တော်လည်းအဲ့လိုပဲစိတ်ကိုဖြတ်ရဒါပေမဲ့ဖြတ်ပြီးမှလည်းအိတ်မပြောပြန်တောက်ပြန်ပြီးတော့အဲ့မှာရင်သူကလုံးချလိုက်နေတာကွာအဲ့တော့ဒါရစီပင်ပဲအကောင်းဆုံးကတော့ခုချိန်ကြီးရက်ဖြတ်စရာဒါရစီပင်ပဲဒါပေမဲ့အဲ့ဒါတွေတီးရတယ်ဆရာဝန်ညွှန်ကြားချက်ပါမှဝယ်လို့ရတာစီးတဲ့နေလည်းရောင်းပေးမှာမဟုတ်ဘူးအဲ့တော့နီးရမိသားစုဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဒါရစီပင်ကိုသူကမနက်ကနေစတောက်ရတယ်ဥပမာက224လိုမျိုးပေါ့တရက်ကို10လုံးကနေပြီးတော့တဖြည်းဖြည်းနဲ့ short နော်တော့ဟာပေါ့တဖြည်းဖြည်းနဲ့ short ရတယ်10လုံးကနေပြီးတော့ဟို6လုံးတို့4လုံးတို့အဲ့လို short တောက်ရတာအဲဒါရစီပင်မပါရင်မရဘူးမအိပ်ဘူးအဲ့ဒါကိုပြောချင်တာအဲ့လိုမအိပ်ဘူးအဲ့ဒါပြီးရင်ဘာပြောလမ်းလျှောက်နည်းနည်းလေးကိုယ် meditation လုပ်ရတယ်ပေါ့နော်စိတ်ကိုလည်းထိန်းရတယ်ပေါ့နော်ပြီးရင်ကိုကဟိုမိသားစုကလည်းကူညီရတယ်ကွာဒါတကယ် congratulation မှာဒါဒီလိုဖြတ်ချင်တဲ့စိတ်ရှိရင်ပြတ်တယ်စိတ်ပဲအဓိကစိတ်ပဲကျွန်တော်လည်းအဲ့လိုပဲငါဒါရေရှိတောက်မှလားဥမာကျွန်တော်ပြောအုံတော့ကမေ့တယ်တတိတွေလွတ်တယ် plat တွေကျွတ်ပြီးမမိဘူးဟိုခုဒါရောရတာတော့တောက်ထားပြီးတော့သွားတော့ဟို arrival cap မေ့သွားတာဘယ်ရောက်ထားမှမသိဘူးအဲ့တော့ပြန်ပြီးတော့စိတ်ကတူတူနဲ့ကိုကတနေကုန်လဲတော့လင်းရနောက်ကြတယ်ကွာဟိုကမှရောက်တယ်17ခွဲမှထွက်တာကွာတောက်တဲ့ခါကျတော့ဒလင်းချိန်ပြောင်းသွားတော့ဟိုတနာရီကျော်လောက်ရောက်တယ်အဲ့မှာကဟိုစင်ကက်ပြောင်းတာတွေရောအဲ့ရွေးပါမှညာနောက်ကြမယ်ဂျားထဲမှာကိုက arrival cap ကပျောက်သွားတယ်အဲ့လိုပဲမူးရင်ကျွတ်တယ်ဆိုတာအဲ့လိုပဲအဲ့တော့မဖြစ်လဲဆိုတော့ပြန်ပြီးတော့ arrival ဖုန်းကနေပြန်ဖြည့်နေတာပေါ့နော်ကိုယ့်နဲ့ကိုတောက်ထားပြီးကောင်းနေမယ်ဆိုမှမူးသွားတာပေါ့အဓိကအဲ့ဒါပဲအရက်တောက်ပြီးရင်တော့နောက်ဆက်တွဲတွေမေ့တာဒါခုနကျွန်တော်ပြောတော့ကျွန်တော်ခြောင်သွားတယ်ဟုတ်တယ်လူတွေကလည်းအဲ့လိုပါပဲဟိုဒါဖောရင်လည်းဖောတယ်ပြောတာပဲဒါကိုယ့်အကိုပဲအသိစိတ်လေးပဲအသိနဲ့တတိပါပဲဘာပဲပြောအသိတတိပဲဒီလိုစိတ်ရှိဖို့ပဲဥမာကွာငါမိုက်တာကိုသိဖို့ပဲလိုတာကိုသိရင်ငါလူမိုက်ဆိုတာသိပြီဆိုရင်ရပြီအဲ့ဒါဆိုရင်အောင်မြင်ပြီကျွန်တော်လည်းအဲ့လိုပဲလေကိုငါကောင်းတယ်လို့ပြောပြီး line ပေါ်တက်လာတာမဟုတ်ငါဒီမကောင်းဘူးမကောင်းတာတော့သိတယ်မကောင်းတာသိတယ်စူးစမ်းဆဲပေါ့နော်ကျင့်ဆဲပေါ့နော်ဒါကျွန်တော်မှလည်းဒါကိုခုနဒါဆိုဒါဆရာ40ကျွန်တော်တွေ့လာတယ်ပေါ့နော်ဒါတကယ်ကိုရဲ့ logi ဆရာပါပဲသူကတော့ဒီဟိုမှာလည်းဒီရိုးရမှာရောထိုင်ပန်မလေးမှာရောဟိုရန်ကုန်မန္တလေးတောင်ကြီးမှာစတော့နေပြီးတော့လည်းရှိတယ်ပေါ့နော်သူဘာပဲပြောသူကတော့ဒါ logi ဆရာပေါ့ logi မှာလည်းစီရင်နေလည်းလိုသေးတယ်အဲ့ဒါလည်းရှင်းပြအောင်မယ်ဒါကျွန်တော်က how to live ပေါ့နေနီးထိုင်နီးကိုပဲပြောတာနော်ဒါပေမဲ့ခုနပြောလို့ပေါ့မမြင်ရတဲ့ force တွေကကျွန်တော်ကအဲ့ဒါကြီးကျွန်တော်မသိဘူးပေါ့နော်ဒါကျွန်တော်ကျွမ်းကျင်တဲ့ပညာမဟုတ်ဘူးကျွန်တော်ဘယောကလည်းမကူဘူးဒါပေမဲ့ဒီလူဘယောကဖြစ်နေရင်တော့သိတယ်ဒါတော့သိတာပါတယ်ဒါစစ်ကြည့်လိုက်အကောင်းကြီးဥစားသူ့မှာဘာမှလည်းဖြစ်တာမဟုတ်အဲ့ကျတော့ဘာဖြစ်လဲဆိုတော့စိတ်ချမ်းမာကြီးရောက်တာတော့ဒါပေမဲ့သူစိတ်ကြလည်းကောင်းနေဆိုရင်တော့ဒါတခုတော့ရှိမှာပေါ့ညှိမှာပေါ့မသိတဲ့ force ကိုလည်းမသိနိုင်ဘူးလေဒါကျွန်တော်တို့ beyond my knowledge လို့ခေါ်တယ်ကျွန်တော်တို့သိတာကြော်သွားပြီဆိုကျွန်တော်တို့ refer လုပ်တယ်ပေါ့နော်ကိုလည်းမဆိုင်ဘူးပေါ့လေဒါတွေကရှိတယ်လောကမှာလည်းကိုကူးလို့ရတယ်ကူးလို့မရတာရှိတယ်နောက်ဆုံးကလွှဲရတာပဲလေဘာပြောဟိုကိုနဲ့တီးခွက်တီးတဲ့သူနဲ့သူကူနဲ့သွားပြလိုက်ယောဂတွေ့လဲကောင်းသွားလိမ့်မယ်တခါလေဘာမှမဟုတ်ဘဲနဲ့လည်းသိရမလားဟိုလူမျိုးတွေဟိုစိတ်နှောက်ယှက်ဖြစ်တာကြီးလည်းရှိမှာပေါ့လေလောကီသက်ပေါ့နော်ဒါပြတာဒီအရက်နဲ့ပတ်သက်ပြီးတော့ဖြတ်ချင်တယ်ဆိုတော့မိသားစုဆရာဝန်ကိုအခုကြီးတောင်းရမှာပဲအဲဒါရစီမင်းတို့နော်ပြီးရင်လိုအပ်ရင်ဆေးတွေပဲချက်ရတယ်ထွတ်တွေပဲသွင်းရတယ်လူကစိတ်ကိုလည်းထိန်းဖို့ဆိုတာရုပ်ကဖြစ်နေတာယူဒါကြီးကမရရင်မတောက်ရရင်မနေနိုင်ဘူးတိုးလာတယ်တက်တွေပဲတုံလာတယ်ညအိတ်မပြောဘူးထင်အောင်ထင်မှားတွေဖြစ်နေတယ်ဖြတ်လိုက်ရင်ပို့ဆိုးတယ်တခါကျတော့လေအဲ့တော့ဖြည်းဖြည်းချင်းမြင့်ဖြတ်ရတယ်တော့မြဲပြောပါတယ်alcohol withdrawal တော့သိတတ်တယ်နော်အရန်ရက်တော့ပြီးဒုံးနဲ့ဖြတ်လို့မရဘူးသူကဖြည်းဖြည်းချင်းမြင့်ပြီးမိသားစုကလည်းရေးကြည့်တယ်မိသားစုကလည်းသူ့ကိုနားလည်းပေးရမယ်family support လဲလိုတယ်เนาะပြီးရင်ခုနပြောတယ်ကိုယ့်ရဲ့မိသားစုဆရာဝန်တွေနဲ့တိုင်ပင်ပြီးတော့ဖြတ်ပါကျွန်တော်တို့အဲ့လိုမျိုးအားပေးပါတယ်စူးစမ်းရတာပေါ့နော်စူးစမ်းရတာကောင်းတယ်ငယ်လဲငယ်သေးလို့ပါကျွန်တော်လည်းအဲ့လိုပဲနားလိုက်တောင်းလိုက်တဲ့ပုံစံဒီလောက်သက်ရှိတာမဟုတ်ရင်လစ်ပြီးရှိတော့ခင်ဗျာကျွန်တော်ဒီချိန်မှာသာနေစံမရှိတော့ဟိုအဲ့လောက်ကြီးတောက်ခဲ့တာဟိုဘာပြောအဲ့အောင်ကျွန်တော်အမြဲပြောတာကျွန်တော်ကဟိုလက်နေလေးပဲပါနေတာနည်းနည်းလေးပဲပါနေရပြီ